ဟိုနေ့ကကျွန်တော်မြန်မာကောင်မလေးတယောက်ဒီအချိန်ပိုင်းလို့လို့ရင်းနဲ့တတိယပေါ့နေတိုင်းဆဲနေရပေါ့နေတိုင်းဆဲတာကြီးပြန်ခံရတယ်ပြောတာဆိုတာကြီးဆဲခံရတယ်ဆိုပြီးတော့စိတ်ပီစီကူများဖို့တော့အချိန်ပိုင်းလောက်ကနေပြီးတော့လှုပ်ထွက်ရှင်နေသူရှေ့ရလှုပ်ထားတဲ့လာစာတွေရလောက်လားတောင်းလို့ရလောက်လားဆိုပြီးတော့မေးထားလေးကိုကျွန်တော်ပြပြပေးပါမယ်အခုပထမဆုံးအနေနဲ့ကျွန်တော်တို့ကအလုံးမှာကိုယ့်ကိုဆဲရည်နေတိုင်းများလာပြီဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာကတော့ဗျာဆဲတိုင်းနေတိုင်းများလာပြီဆိုလို့ရှိရင်အဲ့ဒါဘ누구ကြောင့်လဲဆိုရှင်တတိယဆိုးတာတစ်ချက်နှစ်ချက်ကကိုကိုတိုင်းကအဆဲခံနေလို့အဓိကကိုကိုတိုင်းကတတ်မှတ်ထားတဲ့ဥမာဗျာအိမ်တိမ်မှာဆိုလို့ရှိရင်ကျွန်တော်ခြံစည်းရိုးရှိရမလားခြံစည်းရိုးဆိုတာဘာလို့ထားလဲဆိုလို့ရှိရင်ဒဇိမ့်လူတွေအိမ်ထဲဝင်လို့မရအောင်လို့ထားတာအကန့်အသတ်အနေနဲ့အဟန်တားအနေနဲ့တားဆီးအနေနဲ့ထားတာဒီလိုပဲကိုကလူမှုပေါင်းသင်းဘဝမှာလူမှုဆက်ဆံရတဲ့အခါမှာလူမှုကိုကျွန်တော်တို့ကျင်လည်တဲ့ဘဝမှာဆိုလို့ရှိရင်လေဒီလိုပေါင်းသင်းဆက်ဆံတဲ့အခါလေးမှာဘယ်လိုမျိုးအရာတွေဆိုရင်တီးခတ်မယ်ဘယ်လိုတိုင်းတာထိကြော်လာမယ်တစ်ဖက်လူကဘယ်လိုတိုင်းတာထိကြော်လာမယ်ဆိုရင်တီးမိခံမှုဆိုတဲ့အပိုင်းတွေကိုကစီးမြင့်နေနဲ့ကိုကသတ်မှတ်ထားတဲ့နေဗျဘယ်လိုမျိုးစကားရေးဆိုရတဲ့ဒီတိုင်းတာထိကိုလက်ခံမလဲဆိုတာကိုစီးရီပေါင်းနေနဲ့သတ်မှတ်ထားတဲ့နေအဲ့ဒီစီးရီပေါင်းတွေကြော်တာလို့ကိုရီးယားလုံးဝလက်ခံလို့မရဘူးအခုလိုမျိုးဆဲခံရတဲ့ကိစ္စမှာဆိုလို့ရှိရင်လေဆဲတာဆိုတာတတိယမကောင်းတဲ့တတိယမလို့ဆဲတာနောက်လို့ရှိရင်တခုကကို့ပြေလဲပါဗျကိုကအဆဲခံလို့အဆဲခံတာဘယ်လိုဖြစ်ဖြစ်ဒီကိုကြောင်းလာတတ်တာဆိုရရဗျတယောက်မှပဲလို့မျိုးဂလီဂေစီတယောက်မှမပါဘူးဗျာကိုအိမ်မိုင်ကိုကတော့ဒီမိဘကြီးဖူးမှုတ်ထားတဲ့လူတွေအဲ့လိုမျိုးအိမ်မှာတော့ဗျာလုံးဝအရှစ်ဆုံးနေကြီးပဲအရှစ်ဆုံးကလေးသားသမီးကြီးပဲလူများနိုင်ငံကိုလာကြတာဗျာအားကြောင့်မို့လုံးဝဒီရောက်တော့မှအချိန်ပိုင်းလုပ်ပြီးတော့မှအဆဲခံရဆိုတာလုံးဝအတိတ်ပဲမရှိတဲ့ကိစ္စဗျာပထမအားကြောင့်မို့ကျွန်တော်ပြောချင်တာအဆဲခံရပြီဆိုတော့ကို့ပြလည်းမကင်းဘူးဗျာလုံးဝကိုကရှေ့ကသူဆဆဲပြီဆိုတော့ကိုကလက်ခံနေတဲ့အတွက်ကြောင့်ကိုကအခုချိန်ထိကိုအဆဲခံနေရတာကိုရဲ့အဲ့ဒီ pressure တွေကကိုရှိမှခံခဲ့မြငုံခံနေကြမြ pressure တွေကကြာလာတော့နေတိုင်းများစွာကြားတာဒီအဲ့လိုမျိုးကိုနေပိုင်းများများဆဲနေရကြီးခါတာကြားလာလို့ရှိရင်ကိုက pressure ရကိုကုတ်ခဲ့တဲ့ဥစ္စာကိုတီးခံခဲ့တဲ့မြဥစ္စာကြီးကစုပြုံလာဗျာအဓိကကိုပြစ်ပဲအဓိကတတိမကောင်းတာလည်းပါတယ်အဓိကကိုဆဲတာခံနေလို့လူဗျာဘာဖြစ်မီးပူမှန်းသိလို့ရှိရင်ဘယ်သူမှမကင်ဘူးဟုတ်တယ်မလားကင်လို့ရတဲ့လူနင်းလို့ရတဲ့လူကိုလူတွေကနင်းကျင်ကြတယ်အားကြောင့်မို့ကျွန်တော်ပြောချင်တာဗျာလုံးဝအဲ့လိုဆဲတာတော့သိခံနေတာအကြောင်းမရှိဘူးဗျာကိုမိပြရောမှာကိုဆဲတာမဟုတ်ဗျာအဲ့ဒါကိုတော့တတိမကောက်လို့နှစ်ပဲထေးသုံးပဲထေးဗျာလုံးဝအဲ့လိုမျိုးကိစ္စကြီးဆိုလို့ရှိရင်ပြောတင်တယ်ဗျာအဲ့လိုမျိုးကျွန်တော်ဆိုလို့ရှိရင်လည်းအချိန်ပိုင်းလုပ်လို့ရှိရင်ကျွန်တော်အဆင်မပြေဘူးပြည်တယ်ပြောတယ်ကျွန်တော်အခုဆိုလို့ရှိရင်ကြက်တော်တိုင်းမှာလုပ်တယ်ပူတယ်မီးနဲ့ပူတယ်ကျွန်တော်အဆင်မပြေဘူးအဲ့ကြောင့်မို့ကျွန်တော်တတိပန်ကာလိုချင်တယ်ပန်ကာနဲ့မှအဆင်ပြေမယ်ကြော်ရတာအဆင်ပြေဘူးပြောတယ်အဲ့ကြောင့်ရတယ်တတိအဲ့လိုပြောလိုက်တော့အဆင်ပြေတယ်နောက်နေ့ကျပန်ကာကြီးပါသူကလည်းသူဝယ်ပြီးတော့ဆင်ပေးထားတာဗျာပန်ကာကြီးပါအဆင်ပြေတယ်အစ4နာရီကျွန်တော်4နာရီစပြီးတော့ဆင်းရတယ်4နာရီဆိုရင်ကျွန်တော်ကအဆင်မပြေဘူးထမင်းစားရတာအဆင်မပြေဘူး9နာရီလှုပ်စားမှအဆင်ပြေမယ်ကျွန်တော်အဓိကဗျာဒီများနိုင်ငံကိုရောက်လာပြီဆိုရှင်တော့ကိုရီးယားနိုင်ငံကိုရောက်ပြီဆိုလို့ရှိရင်ကိုရီးယားရဲ့နီးတူအဆင်ပြေတယ်မပြေတယ်အဆင်ပြေတယ်မပြေဘူးဆိုတဲ့အကြောင်းကိုကွာဘယ်ဟာရအဆင်ပြေတယ်ကိုကဘယ်ဟာရကိုအတွက်ခက်နေတယ်ဆိုတဲ့အကြောင်းကိုကွာကိုရက်ဆိုင်မယ်အားနာကြမလို့ဗျာတဲ့ပြောစရာရှိရပြောဆဲနေရဆိုလုံးလုံးလက်ခံစရာအကြောင်းမရှိရဗျာဘာမှလာမစဲနဲ့အလုပ်ကိုလုပ်မကျွမ်းကျင်လို့လည်းမစဲနဲ့ဆဲလက်ခံစရာအကြောင်းမရှိရဗျာအဲ့လိုမျိုးအလုပ်မကျွမ်းကျင်လို့ဆဲတယ်ဆိုတာလည်းလုံးဝတီးခံစရာအကြောင်းမရှိဘူးအလုပ်ကျွမ်းကျင်လည်းမဆဲနဲ့မကျွမ်းကျင်လည်းလာမဆဲနဲ့ကျွန်တော်လူမျိုးကိုလာပြီးဆဲလို့ကတော့စောက်ပြဿနာတက်မှာတဲ့အဲ့လိုမျိုးလုံးဝလက်မခံဘူးဗျာအဲ့လိုကိုကအဓိကတော့ဘာသာစကားလဲကိုကအလဲပြီးတော့ကျွန်တော်ဆိုတဲ့ဘာသာစကားတက်ရနေတယ်တော့မပါဘူးဒါပေမဲ့ကိုလိုချင်တာတော့ကိုဖြည့်ချင်တဲ့အကြောင်းအရာကိုတော့တတိနားလည်အောင်ကျွန်တော်ပြောနိုင်နေတယ်တော့ပါတယ်အားကြောင့်မို့ကိုကတားကြီးမရရင်တော့မှကိုရစကားကိုဘယ်ဟာလိုချင်တယ်ဘယ်လိုဖြစ်ချင်တယ်ဆိုတဲ့အကြောင်းနားလည်အောင်ပြောနိုင်တဲ့ရှိတော့စာလေ့လာထားတာတော့ပိုကောင်းတယ်ကျန်တဲ့ကိစ္စကျတော့လုံးဝတီးခန့်စရာအကြောင်းမရှိဘူးကိုရလေးလူမျိုးတွေဘယ်တော့မှအဲ့လိုမျိုးဗျာနည်းနည်းအဲ့လိုမျိုးဗျာဟိုတားကြီးစာနာတွေတဲ့လူမျိုးတွေတော့မဟုတ်ဘူးအဲ့လိုမျိုးကိုကအဲ့လိုမျိုးဘာလို့လဲဆိုတော့သူတာသမီးကိုကြီးစာရအောင်လဲကိုရလူမျိုးတွေတော်များများအခုကိုရမှလူကြီးကြာဆင်းတယ်ဗျာကလေးရှိရဲ့လူကြီးကအဲ့လိုနဲတယ်ဗျာအခုတာသမီးရှိရဲ့လူကြီးကနဲတယ်သူတို့ကဘာလို့လဲဆိုတော့ကလေးမမွေးဘူးဗျာအဲ့လိုခွေးပေါက်လေးမွေးတယ်ဗျာကလေးထဲတဲ့လွန်းလေးနဲ့တွေ့တာကျွန်တော်ကလေးလာလို့စားတော့မသိဘူးရောက်ခါစားတော့နောက်ပိုင်းကျကြည့်တော့ခွေးပေါက်လေးမွေးကြအဲ့ကိုတာသမီးချင်းကိုချင်းစာအောင်လဲသူတို့မှတာသမီးမရှိတော့ကိုချင်းစာမှလည်းမဟုတ်ဘူးအဓိကတော့ကိုဘွားတဲ့ကိုအစင်မပြေဘူးရှင်မပြေဘူးဆိုတဲ့အကြောင်းပြောရမှာဘယ်သူမှလည်းလာပြီးတော့ဘယ်တကယ်ကြီးမှလည်းကိုအစင်မပြေဘူးဆိုတဲ့အကြောင်းတထေးကိုသားပြောပေးမှလည်းမဟုတ်ဘူးကိုမိဘလည်းကိုရစကားမရတော့တထေးကိုသားပြောပေးလို့လည်းမရဘူးကိုဘွားတဲ့ကိုအတွက်ကိုရှိမှပဲအစင်ပြေတယ်အားအကြောင်းပါ
အဲ့လုံးဝအဲ့လိုပို့လေးမြင်ရကြတော့ဟိုလုံးဝကျွန်တော်လည်းစိတ်တော့မကောင်းဘူးတော်လည်းမခံတော့မခံဘူးပြောပြဂျားတွေကကိုနဲ့တော့မဆိုင်ပါဘူးဒါပေမဲ့လုံးဝအဲ့လိုမျိုးကိုမြန်မာရေးလို့ခံရတာတော့ဘောတော့မကြဘူးကိုလည်းမခံဘူးအဲ့လိုကိုရောက်လာခါစားတွေကဟိုကအဲ့လိုစိတ်တက်နဲ့ရောက်လာလုံးဝဘယ်လူမျိုးမကတော့ကာကြီးမကလို့အဖြူကောင်ကြီးပဲဖြစ်နေပြင်းနေကျွန်တော်ကအဲ့လိုလုံးဝတီးခန့်စရာအကြောင်းမရှိရဗျာလုံးဝသူကလည်းသူဘယ်ကောင်ကြီးပဲဖြစ်နေဘယ်နိုင်ငံသားကြီးပဲဖြစ်နေကိုကလည်းကိုအဆင်မပြေဘူးဖြူတယ်ကြောင်းတော့ပြောရမှာပဲအဲ့လိုအခုဆဲခံရရေးဆိုတာလည်းအတိတ်ပဲမရှိရဗျာအဲ့လိုမျိုးအဆဲခံရပြီဆိုလို့ရှိရင်အညီမလေးအနေနဲ့ဆိုလို့ရှိရင်တော့အလုပ်ကိုနောက်တစ်လုပ်ချရင်ရှာလုံးဝအလုပ်ထွက်လိုက်တာတော့ကောင်းဆုံးပဲဗျာအဲ့လောက်ကြီးလောကမှာစားထိုးလို့မရတဲ့ຢာဆိုတာမိဘနဲ့အချိန်ပဲရှိရဗျာဒီအချိန်ပိုင်းလောက်တော့ဘယ်မှအရေးပါတဲ့ကိစ္စမဟုတ်ဘူးအချိန်ပိုင်းလောက်ဆိုတာအချိန်ပိုင်းလောက်ဆိုတာဘွားကြီးနဲ့ရှင်လို့ရင်ဘာမှသုံးလို့မရဘူးဗျာလုံးဝတစ်သေးလေးပေါက်စီကြောက်တော့လေးရှိအချိန်ပိုင်းလောက်နောက်တဲ့တစ်ခုချဖို့ဆိုတာဘာမှခက်တာလည်းမဟုတ်ဘူးအားကြောင့်မို့အချိန်ပိုင်းလောက်တွေကိုအလုတ်ပြုတ်ခံရမှာဆိုပြီးတော့တချို့ကြတော့လေအချိန်ပိုင်းလို့ကိုမထွက်ဘဲနဲ့တော့တတိဆိုးရယူတင်းကြီးခံအဲ့လိုအခုလိုမျိုးပြောပြအစဲဆိုခံတနေ့လှုပ်သွားမှာယူဟို pressure ပေါင်းများစွာနဲ့အဲ့လိုမျိုးလုံနေကြတဲ့လူတွေလည်းရှိရဗျအချိန်ပိုင်းလို့ကိုထွက်ရမှာလည်းမကြောက်နဲ့ရှားမှာလည်းမကြောက်နဲ့ဗျထွက်ပါများလို့ရှိရင် interview တွေအများကြီးဖြေရမယ် interview တွေအများကြီးဖြေရမယ်ဆိုရင် interview တွေ့ကြုံတွေအများကြီးရမယ် interview တွေ့ကြုံအများကြီးရပြီဆိုလို့ရှိရင်ကိုကကြိုက်တဲ့အချိန်ပိုင်းလို့ကိုကြိုက်တဲ့အချိန်မှာ interview ဖြေရဖို့ရာခိုင်နှုန်းရှန့်စီကိုမှ experience အများကြီးရှိရဗျာရဖို့ရာခိုင်နှုန်းရှန့်စီအများကြီးပဲအဲ့ဒါကြောင့်အချိန်ပိုင်းလို့ကိုအစင်မပြူးသူထွက်ရမှာလည်းမကြောက်နဲ့ရှားမှာလည်းမကြောက်နဲ့အားကြောင့်ပြောချင်တာဒီကတချို့လူကြောက်လဲဒီကြီးအလုပ်လေးပြုတ်သွားလို့ရှိရင်ဟာအချက်လုံးမရဘဲနဲ့နေတော့မှာပဲအလုပ်တွေမရှာလို့မရရင်ဘယ်လိုမလဲဒါကြီးမကြောက်နဲ့ဗျာလောကကြီးအဲ့လိုမျိုးကိုယ်အဲ့လိုကြီးပုံသေးမထားဘူးဗျာအဲ့လိုမျိုးအားကြောင့်မို့ပါတချို့ကြောက်လဲတီးခန့်ပြီးလုပ်တာအဲ့လိုမျိုးတီးခန့်စရာအကြောင်းမရှိရဗျာလူများနိုင်ငံရောက်လာပြီဆိုကိုယ်အဆင်ပြေမပြေဘူးတခါတည်းပြောအဲ့လိုမျိုးကိုရမှာကိုရလို့ကြင်မရတာလို့သူကမြန်မာလူသွားပြီးတော့မြန်မာလူမျိုးသွားဆန်လို့မရဘူးစေသားတွေပါလို့လည်းမရဘူးအဲ့လိုမျိုးအပြေတယ်မပြေတော့အမေရိကန်စစ်စံပဲတဲ့ပြောမှအဆင်ပြေဗျာအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်အဲ့ဒါလာပြပါလုံးဝဟိုအလုံးနဲ့ပတ်သက်ပြီးတော့လူများနိုင်ငံမှာကိုရနေရလုံးဝ pressure ကိုတက်နိုင်တော့ short ပြီးတော့ယူပါလူများနိုင်ငံမှာနေရတော့ pressure နည်းနည်းများတယ်တော့ရှိတယ်ဒါပေမဲ့ကိုကတက်နိုင်တော့ကိုချော့လို့ရတဲ့ pressure ကိုတော့တေချာ short ပြီးနေမှာကိုရဲ့စိတ်ကျန်းမာရေးလည်းကောင်းမယ်စိတ်ခံစားချက်တွေကောင်းမယ်ကိုကျမ်းမာကြီးလည်းကောင်းမယ်ဗျာလုံးဝတနေ့ကိုဒီ pressure နဲ့လူကပင်မမာကြီးဆိုမှကြောင်းရတက်တယ်ဒီချိန်မဲလို့ရောက်တော့လေဟိုတထေးရဆဲရခံလိုက်ရဟိုနေ့ကတွေ့လိုက်ပါသေးတယ်ဟိုခါးကိုင်နာကြီးပါအသားယူရပါရှိတယ်တဲ့အဲ့လိုအဲ့ဒါကြီးကြောက်လေလုံးဝမရဘူးဗျာအဲ့လိုမျိုးတဲ့ပြောဗျာအဲ့လိုအဲ့ဒါကြီးတိုင်လို့လည်းရတယ်ဗျာလုံးဝဘာမှကြောက်စရာမလိုလူများအဲ့ဒါပြောပြချင်တာပါလုံးဝလူများနိုင်ငံသွားပြီဆိုတော့လုံးဝဘာမှကြောက်စရာမလိုတဲ့ပြောတဲ့ fight အဲ့လိုမျိုးဖြစ်စေချင်ပါတယ်အားလုံးအဲ့လိုလုပ်ပါဘာမှဖြစ်ဘူးအဲ့လိုဆဲရရပါရတီးခန့်နေတာအကြောင်းမရှိပါဘူးအဲ့ပြောနောက်လာမဲ့ဂျူနီယာကြီးလည်းလုံးဝဘာမှကြောက်စရာမလိုဘူးအဲ့လိုမျိုးကိုအဆင်ပြေမပြေဘူးလှုပ်ပြီဆိုလို့ရှိရင်ကိုအဆင်ပြေတယ်မပြေဘူးဆိုတော့တဲပြောတာပဲအကောင်းဆုံးပါပဲ